ဂျမ်ဘီလီရဲ့နှလုံးသားကိုထိရှစေခဲ့တဲ့မက်ဆီရဲ့ဂုဏ်ပြုမက်ဆေ့ဘလိုနောဆိုရှီဂျမ်ဘီလီကဘာစီလိုနာအသင်းပေါ်ဟောမက်ဆီကသူ့စီကိုတိုက်ရိုက်မက်ဆေ့ပေးပို့ခဲ့ပြီးအဲ့ဒီမက်ဆေ့ကသူ့ရဲ့နှလုံးသားကိုထိရှစေခဲ့တယ်လို့ဖွင့်ရဝန်ခံခဲ့ပါတယ် PSG နဲ့ပြည်သစ်လက်ရဲစစ်တိုက်စစ်ကစားသမားဂျမ်ဘီလီက2024-2025 ရာသီမှာကလပ်အသင်းနဲ့အတူချန်ပီယံလိဖလားအပါအဝင်ဖလားသုံးလို့ရရှိခဲ့ရမှာအဓိကအခမ်းကဏ္ဍကပါဝင်ခဲ့တာကြောင့်လည်း2025ဘလိုနောဆုကိုရရှိခဲ့ပါတယ်ဘလိုနောဆိုရှီဂျမ်ဘီလီကိုသူနဲ့ခင်မင်းရင်းနှီးတဲ့အသင်းပေါ်ဟောင်းတွေကဂုဏ်ပြုမက်ဆေ့တွေပေးပို့ခဲ့ကြပြီးတော့အဲ့ဒီထဲမှာမက်ဆီစီကရရှိခဲ့တဲ့မက်ဆေ့ကသူ့ရဲ့နှလုံးသားကိုအရိုက်ခတ်နိုင်ဆုံးဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ဘလိုနောဆုကိုချင်းမြင်ခဲ့တဲ့ပြည်သစ်မဂ္ဂဇင်းနဲ့တွေ့ဆိုရမှာဂျမ်ဘီလီကကျွန်တော်နှလုံးသားကိုရိုက်ခတ်ခဲ့တဲ့မက်ဆေ့ကတော့မက်ဆီစီကနေရရှိခဲ့တဲ့မက်ဆေ့ပဲဖြစ်ပါတယ်သူကကျွန်တော်ကိုတိုက်ရိုက်မက်ဆေ့ပေးပို့ခဲ့တာပါဘာစီလိုနာနီးပြဟောင်းဇာဗီစီကလည်းမက်ဆေ့ရခဲ့ပါတယ်ဆော်ရဲအပါအဝင်ဘာစီလိုနာအသင်းပေါ်ဟောင်းတွေစီကမက်ဆေ့တွေအများကြီးရရှိခဲ့ပါတယ်သူတို့ကျွန်တော်အတွက်ပြောနေကြပါတယ်ပြီးတော့ PSG နီးပြအန်နရီကီအပါအဝင်အသင်းပေါ်တွေစီကလည်းဂုဏ်ပြုမက်ဆေ့တွေရရှိခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်ဂျမ်ဘီလီကဘာစီလိုနာအသင်းမှာစံချိန်တင်ဘောလုံးသော8စိန်ပိုင်ရှင်မက်ဆီနဲ့2019ခုနှစ်ကနေ2021ခုနှစ်အထိ၄နှစ်စာသူတွဲဖက်ကစားခဲ့ပူပြီးတော့ဘာစီလိုနာအသင်းမှာကစားနေစဉ်အတွင်းမက်ဆီနေနဲ့ဂျမ်ဘီလီကိုအများကြီးကူညီခဲ့လို့သိရပါတယ်ဂျမ်ဘီလီအနေနဲ့မက်ဆီစီကနေဂျာရိုက်ဂုဏ်ပြုမက်ဆေ့ရကြောင်းပြောကြားခဲ့ပေမဲ့အဲ့ဒီမက်ဆေ့မှာမက်ဆီဘာရေးထားရဆိုတာတော့ပြောဆိုခဲ့ခြင်းမရှိပါဘူးမက်ဆီကဂျမ်ဘီလီဘောလုံးတော်ဆိုရပြီးတဲ့နောက်မှာတော့သူ့ရဲ့ Instagram မှာဂုဏ်ယူပါတယ်မင်းအတွက်ကအရန်ပျော်ပါတယ်ဒီစုကမင်းနဲ့ထိုက်တန်ပါတော့ရေးသားခဲ့တာပဲဖြစ်ပါတယ်